ကိုရီးယားနိုင်ငံကမြို့အတူမြောက်ကိုရီးယားနိုင်ငံမှာမြို့အတူကြီးတစ်ခုကိုတည်ဆောက်ထားတယ်ဆိုတာပြည်သက်ကြီးတို့အနေနဲ့သိပြီးကြပြီလားတရုတ်နိုင်ငံလုံးပစ္စည်းမျိုးစုံကိုအတူတွေထုတ်လုပ်နေတဲ့နိုင်ငံမှာတော့မြောက်ကိုရီးယားနိုင်ငံလိုမျိုးအတူမရှိသေးပါဘူးဒါဆိုမြောက်ကိုရီးယားနိုင်ငံကဘယ်နေရာမှာဘလို့ရွေးချက်နဲ့အခုလိုမျိုးအတူကြီးကိုတည်ဆောက်ထားတယ်လို့ထင်ပါတယ်မြောက်ကိုရီးယားနိုင်ငံကတောင်ကိုရီးယားနိုင်ငံနဲ့နယ်စပ်မျဉ်းနှာမှာမြို့အတူကြီးတစ်ခုကိုတည်ဆောက်ထားပါတယ်ဒီမြို့ကြီးဟာဆိုရင်တောင်ကိုရီးယားနိုင်ငံဘက်ကကြည့်လိုက်မယ်ဆိုရင်အရန်ကိုလှပပြီးစီကားနေတဲ့မြို့ကြီးတစ်မြို့နဲ့တူပါတယ်ဒီမြို့ကိုတော့ကင်ချောင်းတောင်လို့နာမည်ပေးထားပြီးတော့အချို့ကလည်းဒီမြို့ကိုမြို့တူလို့ခေါ်ဆိုကြပါတယ်ဒီမြို့ကြီးမှာဆိုရင်မီးရောင်စုံတောက်ပနေတဲ့အဆောက်အဦတွေကျောင်းတွေသာမကဆေးရုံတွေကိုလည်းထည့်သွင်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်ဒါပေမဲ့အသေးစားနီးကပ်ကြည့်လိုက်မယ်ဆိုရင်တော့ဒီမြို့ကအဆောက်အဦတွေဟာပရင်းပေါက်တွေတကားပေါက်တွေလုံးဝမရှိဘဲနဲ့ဒီမြို့ထဲမှာလူတယောက်မှလည်းမနေထိုင်ကြပါဘူးဒါအပြင်ဒီမြို့ကအဆောက်အဦတွေအကုန်လုံးကိုအလိုလျောက်မီးဖွင့်ပိတ်စနစ်နဲ့ပြုလုပ်ထားတာဖြစ်ပြီးတော့လှုပ်ရှားသွားလာနေတဲ့လူတွေပုံစံမျိုးဖြစ်အောင်လို့တန်သွင်းထားတဲ့တိတ်ခွေတွေကိုတရက်မှာနိုင်20အထိအတန်းရှက်ဆက်တွေနဲ့ဖွင့်ထားကြပါတယ်ဒီမြို့တူကြီးကိုတော့1950ခုနှစ်ကလေးကတည်ဆောက်ခဲ့တာဖြစ်ပြီးတော့တောင်ကိုရီးယားနိုင်ငံဘက်ကကြည့်လိုက်မယ်ဆိုရင်မြောက်ကိုရီးယားနိုင်ငံဟာခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ထင်မှတ်စေဖို့အတွက်ဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းမြောက်ကိုရီးယားနိုင်ငံကပြည်သူတွေကငတ်မွန်ခေါင်းပါမှုဆင်းရဲမဲဥတင်မှုလျှက်စစ်မီပြတ်တောက်မှုနဲ့တင်းကျပ်စွာစောင့်ကြည့်ခံရမှုတွေကိုခံစားနေရဆဲပဲဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့တောင်ကိုရီးယားနိုင်ငံကိုရောက်တဲ့အခါမြောက်ကိုရီးယားနိုင်ငံဘက်ကိုလှမ်းကြည့်လိုက်ပြီးမြောက်ကိုရီးယားနိုင်ငံကအရန်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံမှာလားဆိုပြီးတော့အမြင်မှားကြပါစေနဲ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ကိုလည်းအခုလိုမျိုးဗဟုသုတရစေမယ့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားအောင်ပါမို့လို့ကျမတို့ရဲ့ Creative Studio လေးကို Like and Follow လေးလုပ်ခဲ့ပေးကြပါဦးနော်